ဟုတ်ကဲ့မင်္ဂလာပါညီကောင်မောင်နှမများခင်ဗျာညီအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူဒါလေးတွေတစ်ချက်ကြည့်လိုက်ပါဒါကတော့ဒီနေ့မွန်ပြည်နယ်ကနေပြီးရန်ကုန်တိုင်းကိုရောက်မှာပါဒီဟာတွေကရန်ကုန်ကိုပို့မှာပါဒီငါးတစ်ကောင်ကဒီကောင်ကငချင်းကောင်းပွားလို့ခေါ်တယ်အင်မတမစားကောင်းတဲ့ငါအင်မတမစားကောင်းတဲ့ငါပါဗျာဒီငါကိုတွေးတော့ကျွန်တော်တအားချက်ရတဲ့ကလေးနှစ်ယောက်ကျွန်တော်မီးနှစ်ယောက်တတိရတယ်သူတို့ကဘယ်လိုခေါ်လဲဆိုတော့ပါနုံဆိုတာကတော်နူးညံ့တဲ့ငါးတွေပေါ့နူးညံ့ပြီးတော့အင်မတမသူတို့ညီမနှစ်ယောက်လုံးအဲ့ဒီငါ့ကိုတော်ကြာသူတို့ရဲ့နာမည်လေးကဟာမီဒါဟာစီနာပေါ့ဟာနီဖာရဲ့မီးတွေပေါ့ဗမာလိုကြတော့ကျွန်တော်နာမည်နဲ့ဆင်အောင်ကျွန်တော်ဖြူဝင်းဖြူလင်းလို့ပေးထားတယ်ချစ်ဖို့ကောင်းပါတယ်ကလေးတွေကလိမ့်ပါတယ်ကျွန်တော်ပဲအဇံပေးပြီးကျွန်တော်ပဲနာမည်ပေးထားတာကျွန်တော်မီးတွေကိုဟာမီဒါဟာစီနာတို့ကဒီငါးဆိုကျွန်တော်သူတို့တတိရတယ်ဒါကအဲ့ဒါထားလိုက်တော့ပေါ့နော်ကျွန်တော်အမားပိုင်ကျွန်တော်ခွင့်လွှတ်ပေးပါတောင်းပန်ပါတယ်ကျွန်တော်ရောက်ဖတ်တယောက်ဒီမှာအလူလာလောက်တယ်ဗါလဲသူ့ရဲ့ချက်မြုပ်မွေးစာတွေကိုသူပဇွန်စားမယ်ဆိုကျွန်တော်တော်ပူစားနေတယ်ဘာလို့လဲဆိုတော့တဘာဝလက်ဆက်ရန်ကုန်မှာမရှိလို့မဟုတ်ဘူးရန်ကုန်မှာရှိတယ်ဆိုတာတဘာဝမရှိဒါကတဘာဝပါလက်ဆက်သူ့ရဲ့မိသားစုကိုသူဘလောက်ချစ်လဲမချစ်လဲတော့မသိဘူးလက်ဆက်တဲ့အရာသာသူကြွေးကျင်နေတာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒါကိုကျွန်တော်ရဲ့ရောက်ဖတ်အတွက်အုံမွန်ပြည်နယ်ကနေပြီးရန်ကုန်တိုင်းကိုသွားမှာပါသူကားစီးပြီးသွားမှာပါခင်ဗျာကားစီးပြီးတော့သူတို့ကားမစီးဘူးဆိုရှော့မတွက်နဲ့အခုတော့မနှက်ဖြန်စားသူတို့ကားစီးရတော့မယ်ကဲအဲ့ဒါနောက်တစ်ခုထပ်ပြောလိုက်မယ်ချင်းညီကိုတွေအားလုံးဝမ်းသာဖို့ပေါ့နကန်တွဲကိုကွန်ပစ်ချင်နေတဲ့ညီကိုတွေဟုတ်လားမဟာမြန်ရွှေမိုင်းဆဲမိုင်းခနောင်လန်းကွဆလန်းကွဟုတ်ပြီလားနောက်တစ်ခုကျွန်တော်တို့ဟိုဘက်မှာရှမ်းကုန်းကြက်သွန်ကုန်းဒရကာကုန်းပိန်းနေကုန်းနောက်တစ်ခုကျွဲကြံကုန်းမြိုင်တရာညီကိုများခများကွန်ပစ်သမားအားလုံးမနှက်ဖြန်နကန်တွဲကိုပေးပစ်ပါပြီဖိုးသိမ်းပါပြီဟုတ်ပြီလားအားလုံးစုအုပ်စုလိုက်ညီညွတ်တပြောတပါးကြီးပျော်ပါသွားမယ်လို့ကျွန်တော်အားလုံးကိုအတိပေးနှိုးစွာအပ်ပါတယ်ဟုတ်ပြီလားမနှက်ဖြန်တော့စောသွားနိုင်တဲ့လူအတွက်ပိုအကျိုးရှိတယ်ကျွန်တော်ကတော့ပုံမှန်ပဲ8နာရီ9နာရီကျွန်တော်ခဏပြအကိုတို့အပိုင်းတို့ကျွန်တော်အကြောင်းလည်းသိတာပဲကွန်ပစ်သမားတွေအားလုံးကျွန်တော်အကြောင်းသိတာပဲအဲ့ဒီမှာအားလုံးစုံကြမယ်မနှက်ဖြန်နကန်တွဲမှာနကန်တွဲပါသူတို့သိမ်းလိုက်ပါပြီငါအကောင်ကြီးတွေတော်တော်များများရှိပါတယ်ကွန်ကောင်းပြစ်နိုင်တဲ့သူတွေဟုတ်ပြီလားအားလုံးကိုကျွန်တော်အသိပေးရပါတယ်ဂျီအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူနကန်တွဲပါခင်ဗျာနကန်တွဲပါအဲ့မနေ့ဖန်ကြအားလုံးအမှသွားပြစ်ကြပါမယ်သွားခြင်းတဲ့လူအားလုံးကျွန်တော်ရက်ွက်တဲ့လူဆိုရင်ကျွန်တော်အင်ရှိကိုလာပါမနေ့ပြန်အားလုံးတပြောတပါးကြီးအတူတူသွားမယ်ဟုတ်ပြီလားကြံတဲ့လူတွေကတော့နကန်တွဲတီးတဲ့လူလည်းရှိတယ်မတီးတဲ့လူလည်းရှိတယ်ပေါ့နော်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့အဲ့နကန်တွဲမှာမနေ့ပြန်အားလုံးကွန်ပြစ်ကြပါမယ်အုပ်စုလိုက်ပြစ်ကြပါပျော်စရာကြီးဗျာကျွန်တော်ခါကြရင်လည်းအားလုံးကိုကျွန်တော်ဘယ်လိုပြောမလဲအပျော်တစ်ခုလုပ်ပေးမယ်ပေါ့နော်ကဲဟုတ်ပြီဂျီအားလုံးတလောက်ပဲပေါ့နော်ဆလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ